emotional disconnect သူကကိုယ့်ကိုနားမလည်တော့ဘူးလို့ခံစားနေရပါသလားလူချင်းနီးပေမဲ့စိတ်ချင်းဝေးကွာနေတယ်လို့အတူတူရှိနေပေမဲ့တယောက်တည်းဖြစ်နေတယ်လို့ခံစားနေရပါသလားဒါဆိုရင်ဒီဆက်ဆံရေးမှာ emotional disconnect ဖြစ်နေပါပြီမိတ်ဆွေအမတယောက်ကသူ့အတွေ့အကြုံကိုပြောပြပူးပါတယ်အမတို့ကတအိမ်ထဲမှာနေကြတယ်အတူတူစားအတူသွားအပြင်အတူထွက်ကြဒါပေမဲ့ရင်ထဲမှာတယောက်နဲ့တယောက်ဝေးနေတယ်လို့ပဲကိုကဘာပြောသူ့မှာတုံ့ပြန်မှုမရှိတော့တယ်လို့သူကလည်းအရင်လိုမဟုတ်တော့ဘူးပြောမယ်ဆိုရင်အိမ်အောင်ရေးကအသက်မဝင်တော့တယ်လို့ပဲနေ့စဉ်လှုပ်ရိုးလှုပ်စင်တွေနဲ့ပဲနေကြတာတဲ့စိတ်ပညာရှင် John Gottman ရဲ့သူတေသနာတွေအရလက်ထပ်ထိမ်းများပြီးကွာရှင်းကြတဲ့ဇုံတွေရဲ့85% က emotional disconnect ကြောင့်လို့ဆိုပါတယ်။တယောက်နဲ့တယောက်စိတ်ခံစားချက်အရာကင်းကွာလာကြတယ်။အချိန်အဆက်တွေပြတ်တောက်လာကြတာကြောင့်ဖြစ်ပါတယ်။ emotional disconnect ဆိုတာတနေ့တည်းနဲ့ဖြစ်လာတာမဟုတ်ပါဘူး။အချိန်တွေလတွေနှစ်တွေအကြာမှာတစားဖြစ်လာတဲ့အရာတစ်ခုပါ။ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းတွေကတယောက်ရဲ့ခံစားချက်ကိုတယောက်ကလျှစ်လူရှုလာတာအရေးကြီးတဲ့ကိစ္စတွေကိုအတူမဆွေးနွေးတော့တာမေတ္တာကိုဖော်ပြတဲ့နီလန်းတွေကွာခြားလာတာခံစားချက်တွေကိုဖွင့်မပြောတော့ဘဲအတွင်းထဲမှာပဲတင်ထားတာတစ်ဖက်သားကိုနားလည်ဖို့မကြိုးစားတော့တာအရင်တုန်းကသူနဲ့ဆိုရင်နိုင်ရီနဲ့ချီပြီးစကားပြောဖြစ်တယ်နောက်ပိုင်းငါဘာလို့အဲ့လောက်တောင်ပြောစရာစကားတွေပြတ်သွားတာလဲစဉ်းစားမိတယ်တကယ်တော့ပြောစရာတွေကအများကြီးပဲဒါပေမဲ့ဘာလို့မှမသိဘူးပြောဖို့ကိုဝင်လေးလာတယ်လို့ပဲအဲ့လိုခံစားချက်မျိုးဖြစ်လာရပါတယ်တကယ်တော့ဒါဟာတိတ်ကိုသဘာဝကျပါတယ်လူတွေဟာမိမိရဲ့ခံစားချက်ကိုတစ်ဖက်လူကတစ်ဖက်သားကလှစ်လူရှုခံရတဲ့အခါနားမလည်ပေးတဲ့အခါအရေးမဆိုင်တဲ့အခါမျိုးတွေမှာနောက်တစ်ခါမပြောတော့ဘူးလို့ဆုံးဖြတ်လိုက်ကြပါတယ်ငါအတွက်တိတ်အရေးကြီးတဲ့ကိစ္စကို तू ကဘာမှမဖြစ်တယ်လို့ပဲနေလိုက်တော့နောက်တစ်ခါပြောဖို့တောင်စဉ်းစားရတော့တယ်ဘာလို့ဒီလိုခံစားနေရတာလဲမသိဘူးတူနေရပေမဲ့တယောက်တည်းလိုပဲဘာမှမပြောချင်တော့ဘူးပြောလဲအဓိပ္ပာယ်မရှိသလိုပဲနောက်ပိုင်းကဘာဖြစ်နေရလဲမေးရအောင်စိတ်ထဲကမပါပဲအပေါ်ရန်မင်းနေမှန်းသိတယ်ဒါကြောင့်လည်းအဆင်ပြေပါတယ်လို့ပဲပြန်ဖြေပြတော့တယ်အဲ့လိုမျိုးတစ်ဖက်သားရဲ့တုံ့ပြန်မှုတွေကြောင့်ပြောချင်တာတွေကိုမပြောတော့ပဲစတင်သိမ်းဆည်းလာကြပါတယ်နှလုံးသားထဲမှာတင်ထားတဲ့ခံစားချက်တွေကတဖြည်းဖြည်းစုပုံလာပါတယ်အဲ့ဒီအခါဘာလို့ပြောရမှာလဲနောက်ဆိုငါဘာသာငါပဲဖြေရှင်းတော့မယ်ပြောလဲနားလည်မှာမဟုတ်တာထားလိုက်ပါတော့ကွာပြောစရာတော့မလိုတော့ဘူးဆိုတဲ့အတွေးတွေဝင်လာတတ်ပါတယ်အဲ့ဒီနောက်မှာတော့နှစ်ယောက်ကြားအကွာအဝေးတဖြည်းဖြည်းပိုများလာပါတော့တယ်တအိမ်ထဲနေပေမဲ့တယောက်နဲ့တယောက်ဝေးကွာနေသလိုအတူတူရှိနေပေမဲ့တယောက်တည်းဖြစ်နေသလိုမျိုးခံစားလာရပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုတစ်ဖက်လူကလှစ်လူရှုခံလိုက်ရတဲ့အခါဖြစ်လာရတဲ့အကျိုးဆက်တွေပါပဲအရင်တော့ကသူ့ကိုတနေကုန်တွေ့ကျင်နေတာအခုတနေကုန်အတူတူရှိနေပေမဲ့ဘာမှမခံစားရတော့ဘူးဒီလိုဖြစ်လာတဲ့အခါအချစ်ဆိုတာပျောက်ကွယ်သွားပြီလားဒီဆက်ဆံရေးကဆက်သွားလို့ရတော့မှာလားစတဲ့မိကုန်းတွေဝင်လာတတ်ပါတယ်လမ်းခွဲဖို့စဉ်းစားတဲ့အထိဖြစ်လာတတ်ပါတယ်ဒါပေမဲ့မဆုံးဖြတ်ခင်အရင်ဆုံးကိုမေးကြည့်ပါအခုလိုခံစားရတဲ့အကြောင်းအရင်းကိုတစ်ဖက်သားကသိပါရဲ့လားကိုခံစားနေရတာကိုရိုးရိုးသားသားပြောပြပူးပါရဲ့လားတခါတလေတင်ဆက်ထားတဲ့ခံစားချက်တွေကိုဖွင့်ဟလိုက်တဲ့အခါနှစ်ယောက်သားပုံမှန်လင်းပြောဆိုဆွေးနွေးလိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားတတ်ပါတယ် relationship တစ်ခုမှာနှလုံးသားချင်းဆက်သွယ်နေမိဖို့အထက်တန်ဖိုးရှိတာရှိပါအောင်မလားဒါကြောင့်တယောက်နဲ့တယောက်ပုံမှန်လင်းပြောဆိုဆက်ဆံပါနှလုံးသားချင်းချိတ်ဆက်ထားပါဒေါက်တာဆူးကျွန်းဆန်ကလူတွေဟာအခြေခံအားဖြင့် emotional connection လိုအပ်တဲ့သတ္တဝါတွေလို့ဆိုပါတယ်။တယောက်နဲ့တယောက်စိတ်ခံစားချက်အရာချိတ်ဆက်မိနေဖို့လိုအပ်တဲ့အဲဒီချိတ်ဆက်မှုတွေပျောက်ဆုံးသွားတဲ့အခါလူတွေဟာအထီးကျန်ဆန်လာကြတယ်။စိတ်ထဲကျလာကြတယ်။ဆက်ဆံရေးတွေမှာပထမဦးဆုံးအရေးကြီးဆုံးကတယောက်ရဲ့ခံစားချက်ကိုတယောက်ကနားလည်ပေးဖို့ပါ။မင်းဒီလိုခံစားနေရတယ်ဆိုတာနားလည်ပါတယ်
မင်းတို့ဒါကအရေးကြီးတယ်ဆိုတာသိပါတယ်ငါကြောင့်မင်းစိတ်ထိခိုက်သွားတာတကယ်ဝမ်းနေတယ်ဒီလိုစကားလုံးတွေကတာမန်စကားလုံးတွေလို့ထင်ရပေမဲ့နှလုံးသားချင်းပြန်ချိတ်ဆက်မိစေတဲ့တရားတွေလို့ဖြစ်သွားပါတယ်တယောက်နဲ့တယောက်ဘယ်လိုခံစားနေရလဲဘာတွေလိုအပ်နေလဲဘာတွေပြောင်းလဲစေချင်လဲဆိုတာကိုရိုးရိုးသားသားဖွင့်ဟပြီးအတူတကွဖြည့်ရှင်းကြဖို့လိုအပ်ပါတယ်တယောက်ရဲ့ခံစားချက်ကိုတယောက်ကလှစ်လူမရှုပါနဲ့ခံစားချက်တွေကိုမျှဝေဖို့မကြောက်ပါနဲ့အချစ်ဆိုတာခံစားချက်တွေကိုအတူတူခံစားနိုင်ဖို့ပါတယောက်ကိုတယောက်နားလည်ပေးဖို့ပါလူဘဝဆိုတာတယောက်တည်းယက်တည်ဖို့မလွယ်ပါဘူးအထူးသဖြင့်စိတ်ခံစားချက်ပိုင်းဆိုင်ရာထိတွေ့မှုတွေရွေးထွေးမှုတွေကိုလိုအပ်ပါတယ်ဒါကြောင့် relationship တွေမှာ emotional connection ကိုထိန်းသိမ်းထားဖို့အရေးကြီးပါတယ်ဒါကြောင့်နေ့စဉ်ပုံမှန်အချိန်ယူပြီးတယောက်နဲ့တယောက်စကားပြောပါအဓိပ္ပာယ်ရှိတဲ့မေးခွန်းတွေမေးပါအရေးကြီးတာကနှလုံးသားချင်းအဆက်မပြတ်စေဖို့ပါဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်နှလုံးသားချင်းအဆက်ပြတ်သွားတယ်ဆိုတဲ့ခံစားချက်ထက်ပိုဆိုးတဲ့ခံစားချက်ဆိုတာမရှိတော့လို့ပါပဲ